body irrational number တူရန်ကွဲရေတောင်းဖြတ်မြင်းကိုဘာလို့ irrational number လို့ပြောရတယ်လဲအခုပြထားတယ်တူရန်ပုံကြွေပြားရဲ့တောင်းဖြတ်မြင်းကိုလူရှင်းတဲ့အပိုင်းကိန်းပုံစံရေးလို့ရမယ်ထင်သလားမရပါဘူးဘာလို့လဲဆိုတော့အဲ့ဒီတောင်းဖြတ်မြင်းရဲ့တန်ဖိုးဒီ irrational number irrational game မလို့ပါirrational gain ဆိုတော့ပေါက်ပြ gain ဒီလားလို့တွေးမိနိုင်မယ်ဟုတ်ပါဘူး irrational အတိတ်ပဲကိုသိဖို့အတွက် rational ဆိုတဲ့စကားလုံးကိုစကြည့်ကြရအောင် rational ဆိုတာ ratio လာ ratio ဆိုတာ relationship ပေါ့ဆက်နွယ်မှုပြတာဆက်နွယ်မှုပြတဲ့ကိုပြတဲ့အခါမှာအပိုင်း gain နဲ့ပေါ်ပြလေးရှိပါတယ်ဥပမာမောင်မောင်အပိုင်း gain အောင် equal 3ဆိုပါစို့မောင်မောင်ကအောင်ထက်3ဆပိုတယ်တခုခုဖြစ်မှာပေါ့နော်3ဆပိုချောတယ်3ဆပိုချမ်းသာတယ်မောင်မောင်နဲ့အောင်ရဲ့ဆက်နွယ်မှုဒီလိုအပိုင်းကိန်းပုံစံရေးလို့ရတယ် rationality ratio လာတာ ratio ဆိုတာလည်း relationship ဆက်နွယ်မှုပြတာ ratio ကိုဘာနဲ့ရေးလို့ရလဲအပိုင်းကိန်းပုံစံရေးလို့ရတယ် rational အပိုင်းကိန်းနဲ့ပေါ်ပြတယ်လို့သိပြလို့ရတယ် irrational ဆိုသူရဲ့ဆန့်ကျင်ဘက်ပေါ့အပိုင်းကိန်းနဲ့ပေါ်ပြလို့မရတဲ့အရာတွေဒီနေရာမှာ irrational number ဆိုတော့အပိုင်းကိန်းနဲ့ပေါ်ပြလို့မရတဲ့ကိန်းခုနပြထားတဲ့ student ပုံကြွေပြားရဲ့တောင်းဖြတ်မြင်းတန်ဖိုးဒီယူရှိတဲ့ပိုင်းကိန်းပုံစံနဲ့ပေါ်ပြလို့မရပါဘူးဒီတော့ဒါကြောင့်သူ့ကို irrational number လို့ပြောရတာပါသူရန်ကွဲရဲ့တောင်းဖြတ်မြင်းကိုဘာလို့ irrational number လို့ပြောရတယ်လဲဆိုတာကိုဒီရှင်းပြချက်ကိုကြည့်ကြရအောင်ဗျအခုပေးထားတဲ့ student ပုံကြွေပြားရဲ့တောင်းဖြတ်မြင်းဟာဘာလို့ irrational gain ဖြစ်တယ်လဲဆိုတာကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်တောင်းမှခန္ဓာရဲ့တစ်ဖက်တစ်ချက်ကိုကြည့်လိုက်တောင်းမှ3ကံပုံပေါက်တဲ့အခါကျတော့ကျွန်တော် Pythagoras theorem ကိုသုံးပြီးရှာလို့ရပါတယ် Pythagoras theorem ရဲ့ပုံတစ်ပြီးကတောင်းမှခန္ဓာနဲ့ထပ်ဒီကျန်တဲ့ထပ်ပေါင်းခြင်းနဲ့တူပဲပေါ့အနည်းနဲ့ရှာလိုက်တဲ့အခါကျရင်ဒီတောင်းမှခန္ဓာဆိုတဲ့ဒီ A ရဲ့အဖြေကဘယ်လောက်ရလာလဲဆိုတော့ 2 root 2ပေါ့ဒီတော့ဒီပေကတောင်းမှခန္ဓာရဲ့တန်ဖိုးက root 2ဖြစ်တယ်ဒီတော့ဒီ root 2ကဘာလို့ irrational gain လို့ပြောရလဲဆိုတော့ gain မြင်းလေးနဲ့ရှာကြည့်အောင်အရင်ဆုံး root 4ကဘယ်လောက်လဲ2ဘာလို့လဲဆိုတော့1နဲ့ထပ်က4မလို့လေဒီတော့ root 2ကဘယ်လောက်လဲ root 2ကတိကျမပြောနိုင်ပေမဲ့1နဲ့2ကြားမှာရှိရလို့ပြောလဲဘာလို့လဲဆိုတော့1နဲ့ထပ်ဒီ1နဲ့ထပ်4ဖြစ်သွားပြီဆိုတော့1နဲ့2ကြားမှာရှိရလို့ထပ်မှန်လို့ရတယ်အဲ့တော့1နဲ့2ကြားမှာရှိတဲ့ gain တွေကိုနှစ်ထပ် gain ရှာကြည့်မယ်ဒါမှဘယ်နှစ်ထပ် gain က2နဲ့နီးစပ်မလဲလို့သိနိုင်မှာပေါ့အဲ့လိုရှာကြည့်လိုက်တဲ့အခါကျတော့ဘာရလဲဆိုတော့ 1.4 နဲ့ 1.5 ကြားမှာရှိရလို့ပြောတာအဲ့ဒါသူက2နဲ့နီးစပ်ဆုံးပေါ့နော်အဲ့တော့ 1.4 နဲ့ 1.5 ကြားမှာရှိ gain ကိုနှစ်ထပ် gain ထပ်ရှာကြည့်ရလို့1.41 နဲ့ 1.42 နီးစပ်ဆုံးထပ်တွေ့လာတယ်အဲ့တော့တမဲနှစ်တိတိကျကျမရနေပြန်ဘူးဆိုတော့ထပ်ရှာကြည့်လိုက်တော့ 1.414 နဲ့ 1.415 အဲ့ဒါလည်းတော်တော်ကိုနီးစပ်လာပြီပေါ့တော်တော်အတိအကျကြီး2ဆိုပြီးမရနိုင်ဘူးပေါ့ဒီလိုပဲထပ်ခါဘယ်လောက်ပဲရှာနေပါစေဟိုနှစ်ဆိုတာမျိုးမရလာဘူးပေါ့တတမကိန်းတာနောက်ကများလာမယ်လူချင်းနဲ့နှစ်ဆိုပြီးတိကျရနိုင်မယ်နဲ့ထပ်ကိန်းရှာမတွေ့နိုင်ဘူးအဲ့လိုနီးနေအဲ့လိုကြောင့်မို့လို့ပေါ့နော် root 2ဒီအဆုံးမရှိတဲ့တတမကိန်းဖြစ်နေတယ်ပေါ့အဆုံးမရှိတဲ့တတမကိန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ root 2ကိုကျွန်တော်တို့ကအပိုင်းယူရှင်းတဲ့ပိုင်းကိန်းပုံစံပြောင်းလို့မရအောင်ဒါကြောင့် root 2ကိုကျွန်တော်တို့ irrational gain ဖြစ်တယ်လို့ပြောလို့ရတယ် rational gain မဟုတ်ဘူး irrational gain ဖြစ်တယ်လို့ပြောလို့ရပါတယ် irrational number ကိုပို့ပြီးတော့မှနားလည်အောင်ဥပမာနဲ့ကြည့်ကြအောင်တကယ်ချင်းတယောက်ကကောင်မလေးနဲ့ပြတ်သွားတာတလခွဲရှိပြီဆိုပါစို့လခွဲ 1.5 gain နဲ့ပြောတယ်ဒီ gain ကနန်းအောင် rational လား irrational 1.5 ကိုအပိုင်း gain ပုံစံရေးလို့မရလားစဉ်းစားကြည့်ရတာပေါ့ 1.5 ဆိုတာက 3.2 လေဒီတော့ 1.5 ဒီ irrational မဟုတ်ပါဘူး rational လို့ပြောတာအပိုင်း gain ပုံစံရေးလို့ရတယ် ratio ပုံစံရေးလို့ရတယ်သိပေးရတာနော်ဒီ gain ဆိုရင် rational လား irrational လား rational ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ကိုယူရှင်းတဲ့အပိုင်းကိန်းပုံစံဖော်ပြလို့ရတာမို့လို့ပါနောက်တစ်ဥပမာနောက်တစ်ခုကျွန်တော်မှာရေးစား2ယောက်ရှိတယ်ဆိုပါစို့အဲ့မှာ true ဆိုတဲ့ကဏ္ဍကရော rational လား irrational ဖြစ်မလား true ဆိုတဲ့ကဏ္ဍက rational ပါဗျဘာလို့လဲဆိုတော့ true ကိုအပိုင်းကိန်းပုံစံရေးလို့ရတယ်လေဘယ်လိုရေးမလဲ true ကို1နဲ့ sin 2ပဲပြန်ရတယ်ဆိုတော့ 2 ကိုပိုင်းကိန်းပုံစံရေးချင် 2/1 ပေါ့ဒီတော့ကိန်းကဏ္ဍကလည်း rational ဖြစ်ပါတယ် irrational မဟုတ်ပါဘူးတော့ irrational ဆိုဘယ်လိုဟာမျိုးလဲချုပ်ပြောရမယ်ဆိုရင်အပိုင်းကိန်းပုံစံအနေနဲ့ပေါ်ပြလို့မရတဲ့ gain မှန်တယ်များ irrational လို့ပြောလို့ရတယ်ဒီတော့ irrational gain ဆိုတာဘယ်လိုလဲဆိုတာကိုကျွန်တော်အနည်းချုပ်ကြည့်ကြအောင်ဗျသင်ချန်နဲ့ဆိုင်တဲ့အခြေခံဝါဟာရတွေလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော် channel ကို like and follow လုပ်ထားပေးပါခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်